ကိုလည်း research လုပ်ပြီးသွားတယ်လို့မျိုးသူတို့ hotel ကနေပြီးတော့ဒီ recommend ပေးတဲ့ပုံစံမျိုးပေါ့နော်ဘယ်သွားဆို recommend ပေးတဲ့ပုံစံမျိုး map တစ်ခုလည်းကျွန်တော်တောင်းခဲ့ပါတယ်ဒီမှာတော့ map ထဲမှာဆိုရင်တော့ကျွန်တော်တို့ကဒီစာပတ်တောင်းမှာအခုကျွန်တော်တို့ဒီ center မှာနေရပါတော့အဲ့ဒီကနေပြီးတော့အနီးတစ်ပိုင်းမှာသွားကြရတယ်ဆိုရင်တို့ cat ဆိုတဲ့ဟိုနေရာရှိတယ်နောက်ပြီးတော့ဒီ fancy band peak ကိုရှိတယ်ဒါ tourist attraction ဖြစ်တဲ့နေရာတွေပေါ့တို့ကဒီနေ့ကိုလက်fancy band peak ကိုသွားပြီးပြီဆိုရင်ဒီဘက်ကနေပြန်လာပြီးတော့ဒီဘက် silver waterfall တို့ဘာတို့ကိုသွားပြီးတော့စင်းချိုင်မှာစားလို့တောက်လို့ကောင်းတယ်တဲ့အပြင်တော့ခက်ကနေပြီးတော့ပြန်လာခဲ့ပေါ့ဒါပေမဲ့ကျွန်တော်စီစဉ်နေကျွန်တော်သွားမှာသူကတော့ဒီ3ညအိတ်3ရက်အတွင်းမှာဆိုရင်တော့လေဒီနေရာရဲ့ကက်ရဲ့ဒီနေရာတစ်ဝက်ရဲ့ဒီဟာတွေနဲ့ကိုသွားလို့အတွက်အဆင်ပြေမယ်တဲ့ကျန်တဲ့နေရာတွေကတော့ဝေးမယ်ထင်တယ်တဲ့ဒါပေမဲ့ကျွန်တော်ကတော့3ရက်ကျင်းအောင်အချိန်ယူမှာဆိုတော့သွားပြဖို့များပါတယ်တပီးရင်တော့ဒီမှာဒါ shopping center တွေကိုမပေးတာဒီမှာ town square နဲ့မှာကျွန်တော်တို့ရှိဒီဘက်မှာဆို ATM ဇက်တွေရှိမယ်သူတို့ဘန်ဘန်နဲ့မလဲ museum ဘယ်နဲ့မှလဲဆိုတာတွေကိုတခါလေးပြထားတယ်ဒါတွေအကွက်ကို Google Map နဲ့တွားရင်လည်းရတာပဲဒီဘက်မှာရေကန်ရှိတယ်အဲ့မှာ market လည်းရှိတယ်နော်အဲ့တော့အခုလောလောဆယ်ရတော့ကျွန်တော်ရေမိုးချိုးပြီးပြီဆိုအရင်ဆုံးစားရရှာမယ်ဆိုတော့ဘယ်နေရာဘယ်လိုတော့ကျွန်တော်ထွက်လိုက်တာနဲ့စားရတွေ့ပါဆိုတော့အဲ့မှာစားမယ်စားပြီးပြီဆိုရင်ကျွန်တော်ဒီကို fancy man peak ခေါ်သွားပါမယ်ကျွန်တော်ရေမိုးချိုပြီးတော့ပြင်ဆင်ပြီးအပြင်သွားမယ်ဆိုကြကြမှာမိုးတွေရွာနေပါတယ်ကျွန်တော်လာကစားတုံးကတောင်းနေတော့မမြင်ရတော့ပါဘူးစာပါကတော့ဝဲသားကတော့ချက်လုံးမှရမယ်ခုကျွန်တော်ဘယ်လိုသွားရမလဲမသိတော့ပါဘူးမိုးတက်အောင်တော့စောင့်နေကျွန်တော်သွားမှာမဟုတ်တော့အဲ့တော့ကျွန်တော်ကတော့ဘယ်လိုသွားလို့ရမလဲဆိုတာကိုနည်းနည်းလေးမေးကြည့်ပါဦးမယ်မိုးကအင်ကြီးတော့ကျွန်တော်ဟန်နွမ်းရနေဝေးလာပါပြီဟိုမှာတော့ကတော့စားဘူးတယ်ဒီကောင်ဒီပေါမောပေါ့သူတို့ရဲ့မှာရိုးရာဆိုရင်တော့ဘယ်လိုမျိုးအရသာကွာမလဲဆိုတော့စားကြည့်မယ်30ပေးရပါတယ်ဗီယက်နမ်ဝန်နဲ့ဆိုရင်ကျွန်တော်ကတော့အမဲသားနဲ့ဟောင်းမှလိုက်ပါတယ်အဲ့ဒါပြီးကျွန်တော် coffee black coffee တစ်ခွက်မှလိုက်တယ်စင်ကာပူဆို coffee ရော coffee တစ်ခွက်မှလိုက်တယ်ပေါ့ကဲကျွန်တော်စောင့်နေပါတယ်ဖားပြီးပါတယ်အမဲသားပါတယ်တော်ရရတာရှိခုကျွန်တော်မနက်စာစားပြီးတော့အရင်ဆုံးသွားမှာကတော့ကျွန်တော်တို့သူတို့ view point ရှိတဲ့တောင်ထိပ်ကိုအရင်သွားပြီးကြည့်မှာဖြစ်ပါတယ်တော်လေးလာနေရာလေးကမိုးရရောဒီမှာ traditional သူတို့ဒီအကွက်အစင်နေအင်ကြီးတွေရောင်းနေ Oh my godမိုးရွာနေတော့တိမ်လေးတွေနဲ့အတော်လေးမိုက်တယ်ဒါကျွန်တော်သွားနေတဲ့လမ်းမှာပဲရှိသေးတာပါတောင်ကလည်းဟိုလိုကြီးတက်ကတာဆင်းရတာမျိုးမရှိပါဘူးဒီတိုင်းပဲပြေးပါပဲချင်းရှူတော်တဲ့တောင်တန်းကြီးတွေနဲ့လမ်းခြေနေရဒီလိုရှိပါတယ်
အောက်မှာအိမ်လေးတွေရှိတယ်ဒီမှာကားလမ်းရှိပါတယ်ကားလမ်းကပုံမှန်မြင်တဲ့အတိုင်းပါပဲဟိုးဘက်မှာကေပယ်ရှိတယ်ကျွန်တော်တို့ကင်မရာထဲမှာလမ်းမမြင်ရသေးဘူးကျွန်တော်အဝေးကနေလမ်းပြီးတော့မြင်ရတယ်တော်တော်လေးလှပါတယ်ဒီလိုတောင်ပေါ်မြို့လေးမှာကော်ဖီဆိုင်လေးဖွင့်ပြီးတော့နေချင်တဲ့စိတ်ကူးလေးတနေ့တော့အကောင့်ထဲပေါ်နိုင်မယ်ထင်တာပဲတော်ကိုမိုက်ပါလေတော်မိုက်တယ်အစတော့ကတော့အဲ့ဟိုတယ်ရဲ့အထွက်ကိုမိုးရွာတော့နည်းနည်းလေးစိတ်ထဲမှာခုခရီးစဉ်တွေပြတ်တော့မလားပေါ့နောက်ဆုံးတော့ပြန်လှလိုက်တာမိုးရွာလို့ကိုအခုလောက်လှနေရမိုးမရွာဘူးဆိုရင်သူကတောင်တွေပဲမြင်နေရမှာအခုကြတော့မြူတွေပါမြင်ရတယ်ရမ်းမိုက်တယ်ရမ်းတန်နေဘလုံးမဲ့ရောက်ခဲ့မယ်ဆိုရင်ဟန်နွိုင်းတို့ဟိုချီမင်းတို့မှာပဲရမနေပဲနဲ့စပါအထီကိုတက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်သွားမဲ့သွားကိုရက်ရှည်ပိတ်ရက်ယူပြီးတော့ခွင့်ရက်ယူပြီးတော့သွားကြပါအရန်တန်ပါတယ်တက်ရတာတွေရောစားတောက်ရတာတွေရောအရန်စပြေကျွန်တော်ကတော့လေးကြိုက်မကော်ဖီဆိုင်လေးကိုပြောရင်းဆိုရင်မကော်ဖီဆိုင်လိုလေးဖွင့်ပြီးနေချင်တာဆက်ပြီးလိုက်ခဲ့ကြပါဦးတော့နာမည်ကျော်ကတ်ဟေးပဲဖြစ်ပါတယ်ကတ်ဟေးကိုရောက်ပါပြီကျောင်းမွန်လေးနဲ့ရမ်းမိုက်ပါတယ်ဆိုရင်တော့ကျွန်တော်ကတိမ်နေပေါ်မှာလွတ်နေတာဖြစ်ပါတယ်စောက်ရမ်းမိုက်တယ်အဲ့ဒီဟိုဘက်မှာရေကူးကန်ရှိတယ်ရေကူးကန်ကတောင်ကြီးအဆက်မှာထားပြီးတော့တောင်ဘက်ကိုလမ်းမြင်ရတယ်ဒီဟိုဟာဖြစ်တဲ့ချိန်ဆိုရင်ပေါ့ဒီနင်းနေမရှိတော့တယ်မျိုးတွေမရှိတော့ချိန်ဆိုရင်ရေကူးကန်မတားမိုက်တယ်
ဒီမှာဒီလို costume ရောင်းတဲ့ဆိုင်လေးတွေလည်းတွေ့တယ်တော်တော်လေးလာတယ်ယောက်ျားလေးဝတ်တော့ရှားတယ်မိန်းကလေးဝတ်တွေတော့များတယ်ယောက်ျားလေးဝတ်တွေလည်းမင်းရင်တော့တော်တော်လေးပေါ်မယ်ထင်တယ်ဝါကားလမ်းရကြောက်စရာတောင်တက်တောင်စင်လမ်းတွေမှာကျူးဆိုင်ပါဆိုင်ကနေလည်းတော့လို့ရတယ်ကားနေလည်းတော့လို့ရတယ်အခုကကျွန်တော်နေတဲ့တဲတဲ့ဟိုတယ်နဲ့ဒီသွားကျင်တဲ့နေရာတွေကနီးလို့ကျွန်တော်ချိန်သွားနေတာပါအကြလေးဝတ်တွေရှိတယ်ဒီမှာ Hello, you want to rent for men? The one is for hire or sell Huh? can hire or sell one You want to buy? no I don't want to buy I want to hire Can you go inside, look? Can you go inside check? okay Inside menu. I'm working I'm Where around I'm from Myanmar Myanmar. yes You for rent here already for 50,000. okay ဆိုးပါအောင်တော့ကျွန်တော်စားခဲ့တဲ့ပေါင်မုံမှာမဘလောက်လဲ30လောက်ရှိရဆိုသူကငားရင်50ဆိုတော့ဆိုးဘူးလို့ပြောရမယ်ကျွန်တော်ငားမလားမသိဘူးတော့ရခိုင်ကျွန်တော်ငားပြီးဝတ်ပြီးတက်ပုံရိုက်ပါအောင်မယ်ကျော်လေးဝတ်တွေအမျိုးစုံရှိတယ်သူတို့တိုင်းရင်းသားဝတ်စုံတွေပေါ့ကျော်လေးဝတ်လားမင်းကလေးဝတ်လားမသိဘူးကျော်လေးဝတ်ဖြစ်ဖို့များတယ်ဟာဒီဆက်လေးတော်တော်လေးကြိုက်တယ်တောင်တန်းနဲ့ဆိုရင်ဟာမင်းကလေးဝတ်တယ်နောက်ကအားကြားလေးဝတ်တယ်ကျွန်တော်ဝင်ကြည့်အောင်မယ်အထဲမှာဘာတွေရှိလဲပလဲမိတ်ကလည်းပြင်လို့ရတယ်